ဒီလမ်းမှာလင်းတို့အခုလိုမျိုးရက်တီခွင့်ရတယ်မိတ်ကပ်တီလိမ့်ခွင့်ရတယ်ဒီလမ်းမှာရှောက်လန်းခွင့်ရတယ်ဆိုတာကျမတို့ဖောက်ခဲ့တဲ့လမ်းမဟုတ်ဒီသက်ကြီးရွယ်ဦးတွေကမိတ်ကပ်ဆရာတွေကသူတို့ဖောက်ခဲ့တဲ့အခါမှာဒါသူတို့ဖောက်ခဲ့တာလေကိုရီးယားလမ်းပြင်ပြီးတော့အခုမှသာနိုင်ငံတကာရဲ့မိတ်ကပ်တွေကို trend တွေကိုလေ့လာတယ် no လေ့လာရတယ်သင်ယူတယ် update လုပ်ရတယ်ဆိုတာလက်ခံတယ်ဒါပေမဲ့ဒီလိုမျိုးမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ဒီဇိုင်နာတွေဒီမိတ်ကပ်ပညာတွေကိုဖောက်ဆပြီးတော့သူတို့ခေတ်သူတို့အခါသူတို့ရဲ့အချိန်အခါမှာသူတို့စတင်ဖောက်ခဲ့လို့ဒီလမ်းကိုကိုရီးယားရှောက်ခဲ့ရတာလေဒါလေးတွေတော့သတိရစီစင်ပါတယ်ဒီနေ့ကတော့အရန်လာကြတော့တဲ့လူတွေနဲတော့လေအဲ့တော့မင်းမရှာတယ်အဲ့လောက်ပဲနဲကုန်တာလားပေါ့နော်သမီးတို့တော့ကိုဆွဲပြေတော့ကိုယ်ခံမှန်းတာပဲဟာတော့ကောင်းချင်းလုံးနဲ့တူနေလို့လားပေါ့နော်မခိုင်လေးရောဗတီရောလင်းမဲ့ပြောကြအရန်တတ်တယ်ဟာကိုဆွဲပြေတော့ဖုန်းဆက်သူကကိုဆွဲပြေအိုင်ယူကိုကြည့်ပြီးတော့လောက်တာကျမအခုလောင်းလိုက်မယ်ခိုင်းလောင်းမယ်ပြောဘယ်မီဒီယာလောင်းနေတာထွက်ခဲ့1.5 သိန်းနဲ့လားရှင်တို့5 သိန်းပေးကျမပါခဲ့ရင်ကျမရှင်တို့5 သိန်းပြန်ရှင်တို့5 သိန်းပဲပေးရကျမရှင်တို့တရားကို350ပြန်ပေးမယ်မင်္ဂလာဆောင်နဲ့ဆက်တဲ့တကြီးပူဇော်ပွဲကိုနှစ်စဉ်တစ်တိုင်းပြည့်ပေါ့နော်ဒါကြော်ပွဲဆိုရင်တော့လည်းအရောက်လာဖြစ်ပါတယ်ပြီးတော့ဒီမျိုးတကြီးဒီလိုဘဝတူမိမရှာတွေကိုကြော်ရတာလည်းဒီရန်ကိုပီကြည့်လည်းဖြစ်တယ်ကြည့်လည်းချင်တတ်ပါတယ်နှစ်တိုင်းတက်ပါတယ်ပထမစလုပ်ထဲရလဲလင်းရဲ့မိုင်းဆိုင်ညီမောင်ရဲ့ဗတ်ထက်ရဲ့၄ယောက်ကကမကထလုပ်ပြီးတော့တောက်လျှောက်စီစဉ်ခဲ့တာပေါ့နော်အဲ့တော့လင်းဒီနှစ်ထိပေါ့နော်အများအားပါဝင်ဖြစ်တယ်အများအားလည်းနှစ်စဉ်တစ်တိုင်းမပြတ်ဒါရောက်ကြောဖြစ်ပါတယ်ရှင်လင်းတို့၄ယောက်အစွမ်းကြောင့်တော့မဟုတ်ပါဘူးဥမာဥဆိုအမေလင်းမမီကျော်ဒီမမတ်နိုတို့ပေါ့နော်ဒါအကုန်လုံးတိုက်ဝန်းဝန်းနဲ့လင်းတို့ activity ဒီမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ activity တွေကနေပြီးတော့အားလုံးပေါ့နော်ချစ်ပေးပြီးလူပေးကြတယ်အလူရှင်တွေကြောင့်လည်းအခုလိုမျိုးဒါကြော်ပွဲဆိုကြော်ပွဲမှာပထမတစ်နေ့ဆိုရင်အမေရလမ်းကြီးတုံးနဲ့အေးကျွေးတယ်ပေါ့နော်နောက်ပိုင်းကျတော့တစ်ပြေးနဲ့တစ်ပြေးလူငွေလေးတွေရလာတော့တကြီးဒီရှာရီကိုလင်းတို့တွေပတ်စံလည်းပို့ပြီးတော့ကြော်နိုင်တယ်အခုနောက်ပိုင်းဆိုတော့ထမင်းဟင်းအကုန်ဧည့်ခံနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုရီစခဲ့တဲ့ပောက်ခဲ့တဲ့လမ်းလေးကအခုလိုမျိုးအခုချိန်ထိရှိနေရှောက်လန်းနေရတယ်ဆိုတော့လင်းရတာကိုပြောပါတယ်ဒီလမ်းမှာလင်းတို့အခုလိုမျိုးရက်တီခွင့်ရတယ်မိတ်ကပ်တီလိမ့်ခွင့်ရတယ်ဒီလမ်းမှာရှောက်လန်းခွင့်ရတယ်ဆိုတာကျမတို့ဖောက်ခဲ့တဲ့လမ်းမဟုတ်ဒီသက်ကြီးရွယ်ဦးတွေကမိတ်ကပ်ဆရာတွေကသူတို့ဖောက်ခဲ့တဲ့အခါမှာဒါသူတို့ဖောက်ခဲ့တာလေကိုရီးယားလမ်းပြင်ပြီးတော့အခုမှသာနိုင်ငံတကာရဲ့မိတ်ကပ်တွေကို trend တွေကိုလေ့လာတယ် no လေ့လာရတယ်သင်ယူတယ် update လုပ်ရတယ်ဆိုတာလက်ခံတယ်ဒါပေမဲ့ဒီလိုမျိုးမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ဒီဇိုင်နာတွေဒီမိတ်ကပ်ပညာတွေကိုဖောက်ဆပြီးတော့သူတို့ခေတ်သူတို့အခါသူတို့ရဲ့အချိန်အခါမှာသူတို့စတင်ဖောက်ခဲ့လို့ဒီလမ်းကိုကိုရီးယားရှောက်ခဲ့ရတာလေဒါလေးတွေတော့သတိရစီစင်ပါတယ်ဒီနေ့ကတော့အရန်လာကြတော့တဲ့လူတွေနဲတော့လေအဲ့တော့မင်းမရှာတယ်အဲ့လောက်ပဲနဲကုန်တာလားပေါ့နော်အများတော့လေအမှန်တမ်းပြောရင်တော့ဒါ low program ရိုက်တဲ့အခါမှာသူတို့ရဲ့ privacy ပေါ့နော်အားလည်းပြောခွင့်မရှိဘူးစိတ်ဆိုးပါတယ်နော်အသိနေလည်းပြောခွင့်မရှိဘာကြောင့်လဲဆိုတော့ငွေတွေအချိန်တွေလူငင်အားတွေအများကြီးသုံးထားတဲ့အတွက်ကြောင့်ကိုသိနေလည်းမျိုးချလိုက်တာ professional ဆန်တယ်သမီးတို့တော့ကိုဆွဲပြေတော့ကိုယ်ခံမှန်းတာပဲဟာတော့ကောင်းချင်းလုံးနဲ့တူနေလို့လားပေါ့နော်မခိုင်လေးရောဗတီရောလင်းမဲ့ပြောကြအရန်တတ်တယ်ဟာကိုဆွဲပြေတော့ဖုန်းဆက်သူကကိုဆွဲပြေအိုင်ယူကိုကြည့်ပြီးတော့လောက်တာကျမအခုလောင်းလိုက်မယ်ခိုင်းလောင်းမယ်ပြောဘယ်မီဒီယာလောင်းနေတာထွက်ခဲ့1.5 သိန်းနဲ့လားရှင်တို့5 သိန်းပေးကျမပါခဲ့ရင်ကျမရှင်တို့5 သိန်းပြန်ရှင်တို့5 သိန်းပဲပေးရကျမရှင်တို့တရားကို350ပြန်ပေးမယ်။ဝင်နေ့တကစားလို့စိတ်ချမ်းသာကိုချမ်းသာပြီးတော့လူရဆန္ဒပြည့်စုံပါစေ။ခုလိုမျိုးဘဝတူဒီမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ဘဝတူသက်စီဆိုပွဲမှာလည်းနှစ်စဉ်တစ်တိုင်းအောင်နေရတဲ့အတွက်ကြောင့်လည်းရအောင်ခေါ်ပြပါတယ်။နောက်နေ့လုပ်တဲ့တွေလုပ်တဲ့အခါမှာလည်းကိုယ့်ရဲ့ဘဝတွေကိုလည်းအချိန်ပေးပြီးတော့လာရောက်ပြီးတော့ဘရော့စီချင်ပါတယ်လို့ဒီနေရာကနေပြီးတော့ဖိတ်ခေါ်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်